င်္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ပထမအဆုံးအကြိမ်တရားဝင်အစည်းအဝေးပွဲကြီးကျင်းပပြီးတွေ့ဆုံသွားကြမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုဆွေးနွေးပွဲ၌မြေရှားတပ်ထုအပါအဝင်နိုင်ငံအကြားစစ်ရေးအရာဆက်ဆံရေးခိုင်မာမှုများအပေါ်အဓိကထားဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ယခုအပတ်တနင်္လာနေ့တွင်စီစီများကျဆင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကြားကုန်သွယ်ရေးတင်းမာမှုများနဲ့တကမ္ဘာလုံးတွင်စီများအဆမတန်ထုတ်လုပ်နေမှုကြောင့်ဈေးကွက်အတွင်းဖောက်ပွားလာမည်ကိုစိုးရိမ်တဲ့အတွက်ယခုလိုမျိုးကျဆင်းခဲ့ရတာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ယူကရိန်းသမ္မတဇလန်စကီဟာယခုလာမည်တောက်ကြနေ့တွင်လန်ဒန်သို့လာရောက်မည်ဖြစ်ကြောင်းပြင်သစ်သမ္မတမက်ခရွန်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယူကရိန်းနိုင်ငံအားထောက်ခံအားပေးသောယူကရိန်းမဟာမိတ်နိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးရန်အတွက်အခုလိုလာရောက်မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဖရိုစ်နဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရူဘီအိုတို့နှစ်ဦးကြားအပြုသဘောဆောင်ပြီးကောင်းမွန်တဲ့ဖုန်းခေါ်ဆိုဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ရုရှားနိုင်ငံဘက်ကပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သမ္မတပူတင်နဲ့သမ္မတထရန့်တို့မတွေ့ဆုံခင်အရေးကြီးသောအချက်အလက်များအားစီစဉ်ရန်အတွက်ကြိုတင်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံကအင်္ဂလန်နိုင်ငံအားဝေဖန်ပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်လန်ဒန်တွင်တန်ယုံအသစ်တင်တည်ဆောက်မှုအစီအစဉ်အားအင်္ဂလန်နိုင်ငံဘက်ကထပ်မံရွှေ့ဆိုင်းခဲ့တာကြောင့်အင်္ဂလန်နိုင်ငံအပေါ်ယုံကြည်လို့မရကြောင်းနဲ့ကိုကျင့်တရားစံနှုန်းများကင်းမဲ့တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်